Hello မင်္ဂလာပါချီရတဲ့သူတွေအားလုံးမင်္ဂလာမနေ့ခင်လေးပါနော်တခါတလေကြလို့ရှိရင်ကိုပြန်သွေးမိကြရလားမသိဘူးเนาะကိုတော့တခါတလေကျရင်ပြန်သွေးမိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဘာလိုမျိုးပြန်သွေးမိတယ်လဲဆိုတော့2026ဝန်ခါစား2025ကိုအဲ့လိုမျိုးဆိုလို့ရှိရင်တခါတလေကျရင်ကိုဆိုလို့ရှိရင်ကိုတဲ့ပုံကိုပြန်ကြည့်တယ်ပေါ့ကွယ်2020 2023 2024 2025ပုံကပြန်ကြည့်တယ်ဆိုလို့ရှိရင်ကိုကဘာလို့ငါအရင်ကနုလေးပါပဲနော်မျက်နာကအဲ့လိုမျိုးဖောင်းလေးဖြစ်နေတယ်ပေါ့နော်ဒီနေ့ဘာလို့ဒီလိုမျိုးရင်းနေဖြစ်နေတာလဲဆိုတော့ကိုပြန်တွေးမိတယ်ပေါ့နော်ချီရတဲ့သူတွေအားလုံးကရောကိုလိုမျိုးပြန်ကြည့်ဖြစ်လားမသိဘူးနော်ကိုဆိုလို့ရှိရင်ပြန်ကြည့်လိုက်တိုင်းဆိုလို့ရှိရင်တစ်ခါတလေကြားလို့ရှိရင်ရည်မိတယ်ပေါ့နော်ကိုဘာလို့မျိုးအဲ့လိုမျိုးဖြစ်တာလဲဆိုတော့အရန်กว่าသွားလို့ပါနော်ပြန်သွေးကြည့်လိုက်တယ်ဆိုရင်ကိုကသူများအလုပ်တွေလုပ်နေတဲ့အချိန်မှာအခုကကိုကအပူအလုပ်လုပ်တယ်ဆိုတော့ဘာလိုမျိုးกว่าသွားလဲဆိုတော့အရန်กว่าပါတယ်လို့ပြောချင်ပါတယ်သူများအလုပ်လုပ်တာဆိုလို့ရှိရင်တနေ့ပြီးတနေ့အဲ့လိုဝနေအဲ့လိုပဲတလားစာရလဲတလားစာဝင်လဲပြန်မထွက်တာလဲဆိုတော့မဟုတ်ဘူးနော်ပြန်ထွက်တယ်ပေါ့နော်အဲ့ဒီလက်စာတွေကဘယ်လိုမျိုးလဲဆိုတော့ရလာတယ်ကွာရလာပြီးတဲ့ဟိုပေးလိုက်ကိုစားလိုက်ဒါကြလို့ရှိရင်ကွာဟိုဝယ်ရှင်ဒီဝယ်ရှင်ကိုဆိုလိုမျိုးဖြစ်တယ်ကွာအဲ့ဒါဆိုလို့ရှိရင်ဘလောက်မှမကြနေဘူးပစ္စမစိုးတတ်တဲ့သူဆိုလို့ရှိရင်ပိုးပြောင်းစိုးတော့ပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကွာတောင်းရတယ်ဆိုပါဆိုကွာအိမ်က9000ထားလိုက်တော့အဲ့ဒီ9000မကျန်တော့တယ်အဲ့ဆိုကိုအတွက်ကသမင်းခါရေခါဘာခါညာခါဆို9000ထားတယ်နဲ့3000ကတော့ကိုရရှင်ဆိုလို့ရှိရင်အကလုံးရသေးတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်ပတ်ဖို့ကိုစားရှင်နဲ့မဟုတ်တယ်ရောကိုဆူရှင်နဲ့ဆိုလို့ရှိရင်1000မကျန်တော့တယ်အဲ့ဒါဆိုလို့ရှိရင်ပြန်တွေးကြည့်လို့ရှိရင်ပတ်စံထောင်မကြတော့တယ်ဒါတော့ဘယ်လိုလုပ်ပြီးတော့ဆူတော့မှလဲဆိုတော့ကိုဆူကြည့်လို့ရှိရင်တော့ဘယ်လိုပဲဖြစ်အရန်အရေးကြီးလို့တဲ့ချိန်မှာဆိုလို့ရှိရင်ကိုပြန်ယူရမှာပဲပေါ့တော့ကိုဆိုလို့ရှိရင်အဲ့လိုမျိုးဖြစ်ဘူးတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်ဘူးတဲ့သူတွေရောရှိကြရဲ့လားမသိဘူးเนาะဘာဖြစ်လို့လဲဆိုတော့ခါတလေကြလို့ရှိရင်ကိုဆူထားတဲ့ပတ်စံတွေကသုံးဖို့အတွက်လားဆိုတော့ဟုတ်တယ်လို့လည်းပြောနေရတယ်ကွယ်မဟုတ်ဘူးဆိုလို့ရှိရင်လည်းရတယ်ဟုတ်တယ်ဆိုပါဘလို့အဲ့လိုပြောတာလေဆိုတော့ကိုစိုးထားတဲ့ပတ်စံတွေကကိုအရန်ခဲရှိတဲ့ချိန်မှာကိုသူများစီမှာအကူညီတောင်းလို့မရတော့တဲ့အချိန်တွေမှာဆိုလို့ရှိရင်ဘလို့ဖြစ်ကိုရှိထားတဲ့ဟာနဲ့လည်းပဲကိုပြန်တုံးရမှာပေါ့နော်အဲ့ဒါကြောင့်မလို့လေအဲ့ဒါကိုပြောချင်တာပေါ့နော်သူများအလုပ်တွေလုပ်ပေးတယ်ဆိုတာလည်းကိုစိုးဆောင်